Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဗမာလိုအနေငယ်ပြောချင်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့အာဇာနည်စိတ်ဓာတ်အာဇာနည်သူရဲကောင်းတို့ရဲ့စိတ်ဓာတ်ဆိုတာကိုကျွန်တော်နည်းနည်းပါပြောချင်ပါတယ်ကျွန်တော်တို့တည်ထားတဲ့အတိုင်းပါပဲအာဇာနည်စိတ်ဓာတ်မွေးထုတ်တဲ့လူတွေရဲ့ပုံကိုယ်တွေရဲ့စိတ်ဓာတ်ဘယ်ဟာမျိုးစိတ်ဓာတ်သူတို့မှရှိခဲ့တယ်လဲသူတို့မှာဘာ dream တွေ vision တွေရှိတယ်လဲဆိုတာကျွန်တော်တို့တည်ပြီးသားပါအာဇာနည်စိတ်တဲ့မွေးထုတ်တဲ့လူတွေကသူတို့ကိုတူးကိုချင်းသူတို့အတွက်တည်းပဲမစင်စားပဲနဲ့နိုင်ငံအတွက်လူမျိုးအတွက်သူတို့ရဲ့အသက်ကိုပေးရတဲ့ပုံကိုယ်တွေဖြစ်ကြပါတယ်ထိုနည်းတူပဲဒီကဘာမှာလူသားအားလုံးဟာတေးရမှာဖြစ်ပါတယ်ဒါပေမဲ့တေးတိုင်းအာဇာနည်မဟုတ်ပါဘယ်အတွက်အသက်ပေးသွားတယ်လဲစူရီအပေါ်မူတည်၍သာအာဇာနည်ဖြစ်ရ၏ဟုသောစကားတစ်ခုရှိခဲ့ပါတယ်မိမိကိုယ်ကျိုးအတွက်မဟုတ်မတရားသောလုပ်ရမျိုးအတွက်လည်းမဟုတ်တိုင်းပြည်အတွက်လူမျိုးအတွက်ကမ္ဘာလောကအတွက်လွတ်လပ်မှုဓာတ်တူညီမျှမှုအတွက်အမှန်တရားအတွက်မိမိအသက်ကိုစွန့်လွတ်သွားခဲ့သူမျိုးကိုသာအာဇာနည်လို့ခေါ်ရပါတယ်အတိပညာသမိုင်းတွေရှောက်တက်ပေးခဲ့ရတဲ့အာဇာနည်အများအပြားဒီကဘာမှာရှိခဲ့ကြပါတယ်အန္တရာယ်ကိုရင်ဆိုင်၍အမှန်တရားကိုဖော်ထုတ်တင်ပြခဲ့ကြသူတွေသူတို့မှာရေးဝတ်မှုရှိတယ်သူတို့မှာတတ္တိရှိတယ်သူတို့မှာ dream လည်းရှိတယ် vision လည်းရှိတယ်ဒါကြောင့်သူတို့မှာရေးဝတ်မှုအပြည့်အဝရှိတယ်ဆိုတာကျွန်တော်တို့သိရပါတယ်ယုံကြည်ချက်အတွက်အသက်ကိုစွန့်လွတ်ရေးတဲ့၎င်းပုဂ္ဂိုလ်တို့ရဲ့တတ္တိဟာထင်ဟအောင်စကားတစ်ခု Greek ပညာရှိ Socrates ကပြောခဲ့တာတစ်ခုရှိတယ်အဒါပါလဲဆိုရင်သူ့အယူအဆသူ့စကားများကိုပိတ်ပင်ဟန်တာလိုသူတွေကြီးစိုးတဲ့တရားယုံရှိမှောက်မှာဆိုကရတိက18သားတို့တင်းတို့ငါ့ကိုလွှတ်လို့ကလွှတ်နိုင်၏တင်းတို့ငါ့ကိုလွှတ်ချင်လွှတ်နိုင်ပါတယ်လွှတ်ချင်လွှတ်လိုက်မလွှတ်ချင်လည်းကိစ္စမရှိဒါပေမဲ့တင်းတို့မိတို့ပြုတ်သည်ဖြစ်ပါစေအချင်းချင်းအဖန်ဖန်ငါတေရမည်ဆိုသည့်အတိုင်းကျွန်တော်ကငါဤလမ်းကြောင်းကိုဘေသောအခါမှပြောင်းလဲလိမ့်မည်မဟုတ်ဟူ၍ပြောဆိုကဂုံတိတ်ခါကိမေဆိုအသက်ရှင်ရမယ့်လမ်းကိုစွန့်ပြဲလိုက်ဟိမလအစိတ်ရဖြင့်ဒေဒန်စီရင်ခံရမယ့်လမ်းကိုသူရွေးချယ်ခဲ့ရတာကျွန်တော်တို့သမိုင်းမှာတွေ့ရှိခဲ့ရပါတယ်ထပ်ပြီးကျွန်တော်ပြောချင်ဒါလွတ်လပ်ရေးတန်းတူညီမျှရေးတို့အတွက်တိတ်ပွင့်ဝင်ကြသူတွေအလားတူကြီးမားသောအာဏာကိုရင်ဆိုင်ကြရတယ်လူဖြူလူမဲခွေးချမှုပြင်းထန်တဲ့ကာလအမေရိကမှာဘာကျွန်တော်တို့တွေ့ရတယ်လဲဆိုတန်းတူညီမျှရေးအတွက်အကြမ်းမဖက်သောနည်းဖြင့်လှုပ်ရှားတောင်းဆိုသူတွေရဲဆက်အကြမ်းဖက်ခံရသည်ကိုကျွန်တော်တို့တွေ့ရပါတယ်ယခုအခါတမိုင်းဝင်ထင်ရှားနေပြီဖြစ်တဲ့လူမဲအာဇာနည်ခေါင်းဆောင် Martin Luther King Jr. ဆိုပါစို့သူကအသက်ကိုအချိန်ချင်းရန်ရှာတော်လဲနောက်မတွေ့တေလူမျိုးပါလှုပ်ချန်ခံရပြီးတဲ့နောက်မှာလဲကြောက်ရွံ့မသွားသူကမကြောက်ဘူးနှုတ်လည်းမဆုပ်ဘူးလှုပ်ချန်ခံရရအသက်မစိုးမီတရက်အလိုမှာပင်ကြီးမားသောအာဏာကိုတီးလက်နဲ့မျက်ကွယ်ပြုတ်ကလူမင်းအခွင့်အရေးအတွက်ဆက်လက်တိတ်ပွေဝင်သွားမိအကြောင်းရေးဝင်းစွာကျင်းရပြောဆိုသွားသေးတယ်ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီးဘိုးချော့အောင်ဆန်းဒီထူနီဒူလကောင်းပဲကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုရင်တော့တကယ်တမိုင်းဝင်တကယ်အရေးပါအရေးကြီးတဲ့အချက်လက်တစ်ခုလေးဒီမှာကျွန်တော်ပြောချင်တာရှိတယ်အဲ့ဒါဘာလဲဆိုရင်တော့ Morris Click ရေးတဲ့ Last and First in Burma အမည်ရှိစာအုပ်မှာဘယင်ခန်ဆာရောစမစ်ကဘိုးချောအောင်ဆန်းပြောခဲ့တဲ့စကားတစ်ခုဖော်ပြထားတာရှိတယ်အဲ့ဒါဘာလဲဆိုရင်တော့အမျိုးသားသူရဲကောင်းဆိုတဲ့ပုံကိုယ်တွေဘယ်လောက်အသက်ရှည်ကြသလဲ
အမျိုးသားသူရေကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေဘလောက်အသက်ရှည်ကြတယ်လဲဘိုးချောင်းဆန်းကပြောတယ်ဒီတိုင်းပြည်မှာတော့မရှိဘူးသူတို့မှာရန်သူတွေများလွန်းတယ်အလွင်စုံ3 နှစ်လောက်ပဲအသက်ရှင်ဖို့မျှော်လင့်နိုင်ကြတယ်ကျွန်တော်တော့နောက်ထပ်18လထက်ပိုတွက်မထားဘူးခုပြောခဲ့ပါတယ်ဘိုးချောင်းဆန်းကပြောခဲ့တာဒီမှာကျွန်တော်တို့တွေ့တာကဘိုးချောင်းဆန်းက18လထက်ရှင်ဖို့သူကလုံးဝမျှော်လင့်မထားတာကျွန်တော်တို့ဒီမှာတွေ့ရပါတယ်ဘာဖြစ်လို့လဲအာဇာနည်စိတ်တက်အာဇာနည်သူရဲကောင်းတွေရဲ့ရှေ့မှာကြီးမားတဲ့အန္တရာယ်ရှိတယ်ဆိုတာဘိုးချောင်းဆန်းကကောင်းကောင်းလေးနားလည်ခဲ့တယ်တကယ်ပဲဒီစကားပြောပြီးတဲ့တနှစ်ခွဲခန့်ကြာတွင်ဘိုးချောင်းဆန်းလှုပ်ချန်ခံရတာကျွန်တော်တို့သမိုင်းမှာတွေ့ခဲ့ရပါတယ်ကြီးမားသောအန္တရာယ်ကိုသူမြင်တယ်ဒါမဲ့သူမရှောင်ဖဲနောက်မတွင်လွတ်လပ်ရေးအတွက်မိမိအသက်ကိုပေးသွားခဲ့တယ်ဘိုးချောင်းဆန်းအဲ့ဒါကိုကျွန်တော်တို့အာဇာနည်လို့ခေါ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့အာဇာနည်သူရဲကောင်းလို့ခေါ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့အာဇာနည်စိတ်တက်လို့ခေါ်ပါတယ်ဒီနေ့ဒီအချိန်ခါမှာကျွန်တော်တို့ဒေါ်လာရေးတိတ်ပွေဝင်တဲ့အချိန်မှာလဲကျွန်တော်တို့မှာမျော်လင့်ချက်ရှိတယ်ပန်းတိုင်ရှိတယ်ရည်မှန်းချက်ရှိတယ် dream ရှိတယ်ထိုမျော်လင့်ချက်ပန်းတိုင်ကိုရုပ်ဖို့ကျွန်တော်တို့စိတ်ဆက်ဖို့လိုတယ်အဲ့ဒီစိတ်ဆက်ဖို့ကလွေကူတဲ့အရာမဟုတ်ပါဘူးဒီမှာကောင်းကောင်းလေးကျွန်တော်တို့မြင်ထားတဲ့အတိုင်းပါပဲရှေ့မှာကြီးမားတဲ့အန္တရာယ်ရှိတယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုပါတယ်အဲ့ဒီကြီးမားတဲ့အန္တရာယ်ကိုတတိရှိနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်တတိရှိနဲ့ရင်ဆိုင်ဖို့ကဘာလို့တလဲဆိုရင်တော့ကိုယ်အသက်ထက်ဒီတိုင်းပြီးကိုယ်လူမျိုးနောင်လာနှုတ်သားအတွက်ဘလောက်ထိပိုပြီးတော့အရေးပါတယ်အရေးကြီးတယ်လေဆိုရက်မင်းနိုင်စွမ်းရှိမှာအဲ့ဒီဟာဖြစ်နိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ရှိမှာကြီးမားတဲ့အန္တရာယ်ရှိတယ်ဒါမဲ့ကျွန်တော်တို့ဘာလို့တင်တယ်လဲနှုတ်မဆုတ်တင်ပါမရှောင်ပေတင်ပါနှုတ်မတွင်တင်ပါအဲ့ဒါအာဇာနည်ရဲ့စိတ်ဓာတ်အာဇာနည်တို့ရဲ့တာဝန်ဖြစ်ပါတယ်ကျွန်တော်တို့မှာမျှော်လင့်ချက်ရှိတယ်လူသားတွေရောက်အတွက်မျှော်လင့်ချက်ဆိုတာသူအသက်ရှင်တဲ့အချိန်ကာလမှာအရေးပါဆုံး the most important things in life is to have hope if you lose your hope everything is finished everything collapse ကျွန်တော်တို့မှာမျှော်လင့်ချက်မရှိဘူးဆိုတော့ကျွန်တော်တို့ရဲ့အသက်တာ0နဲ့ထူသွားပြီလူဘဝမှာမျှော်လင့်ချက်ရှိတယ်ရှိကိုရှိရမယ်အဲ့ဒါမရှိဘူးဆိုတော့ကျွန်တော်တို့ဘဝစစ်ဆက်ဖို့ကဘာမှအကျိုးရှိမှာမဟုတ်တော့ပါဘူးအဲ့ဒီမျှော်လင့်ချက်ကပဲကျွန်တော်တို့ကိုခွင့်အားပေးပြီးတော့ဘာမဆိုရင်ဆိုင်ရဲချင်းဖြစ်ပါတယ်ဘာဖြစ်လို့အာဇာနည်တွေကရေးဝင့်တယ်လဲဆိုတာသူတို့မှာမျှော်လင့်ချက်ရှိလို့အဲ့ဒီမျှော်လင့်ချက်ကသူတို့ကိုခွင့်အားပေးတယ်ကိုယ့်အသက်ထက်ကိုယ့်နိုင်ငံအတွက်ကိုယ့်လူမျိုးအတွက်နောင်လာနှုတ်သားအတွက်ပိုးအရေးကြီးတယ်ဆိုတဲ့တန်းဖိုးကိုဖြစ်တတ်တဲ့လူတွေကသူတို့မှာတတ်တိရှိတယ်သူတို့ကဘာမဆိုရင်ဆိုင်ရဲတယ်သူတို့ကရှေ့ကို future ကိုကောင်းကောင်းလေးမြင်တတ်ကြတယ်ထိုနည်းတူ၎င်းပဲကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ရှေ့ကို future ကိုကောင်းကောင်းလေးမြင်နိုင်ဖို့အရေးကြီးပါတယ်ဒါမှကျွန်တော်တို့တတိရှိမယ်ဒါမှကျွန်တော်တို့နှုတ်မဆုတ်ဘဲနဲ့ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်ဒါမှအာဇာနည်စိတ်ဓာတ်